ဘေးသမျှလုံးပဲမင်္ဂလာပါခင်ဗျ Sport Edu ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ဒက်ကလန်ရဲ့မော်ဆန်နဲ့ free kick ကိုရင်းနဲ့ဥရောပချန်ပီယံတွေကိုဂိုးပြနိုင်ရခဲ့တဲ့အာဆနယ်ရဲ့နိုင်ပွဲကမမရရပြန်ပြောရမယ့်အချက်၅ချက်ပဲဖြစ်ပါတယ်ချန်ပီယံလိမှာရီယယ်ကိုမရှုံးမှုသေးတဲ့တသိန်းနဲ့တော့အင်္ဂလိပ်ကလည်းဖြစ်တဲ့အာဆနယ်ဟာအင်္ဂါနေ့ညက Emirates မှာတကယ်ကိုထိုက်တဲ့တန်နဲ့ခြေစွမ်းပြအနိုင်ရခဲ့ပါတယ်အခုပွဲမှာအာဆနယ်ကစားသမားရီယယ်ကစားပုံကဖျားသိမ်းမရှိခဲ့ပဲအိမ်ကွင်းမှာတေချာပေါက်နိုင်မယ်ဆိုတဲ့ယုံကြည်မှုမျိုးတွေ့ခဲ့ရပြီးတကယ်လည်းကွင်းတွင်းချွေစမ်းရအာဆနယ်ကစားသမားတယောက်ချင်းစီဟာကိုလောက်ရမယ့်တာဝန်ကိုရာနှုန်းဖြစ်စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ခန်းသစ်ပိုင်းမှာဒိုင်ယာပြဿနာများနေတဲ့အတွက်အန်စလော်တီကလူငယ်နောက်ခံလူရာဦးဆန်စီယိုကိုရိုဒီဂါနဲ့တွဲဖက်အသုံးပြုခဲ့တယ်လို့ကွဲလက်လူဖေဗာဒီကိုလည်းညာနောက်ခံတောင်းပန်လူဖြစ်ကစားစေခဲ့ပါတယ်။လူမန်နီယာမှာမဟုတ်တဲ့ရီယယ်ခန်စစ်ကဆိုးရွားခဲ့ပြီးကွဲလက်မှာကာမာဖင်ဂါကကွဲလက်ခန်စစ်ဖြစ်ကစားပြီးမြင့်သူကခန်စစ်3အသိမ်းမရှိလို့ခန်စစ်ကိုပြန်ကူနိုင်ဖို့အားနည်းခဲ့ချိန်မှာဝိုင်ကစားသမားမိုဒရစ်ကလည်းကွဲလက်ကိုမထိန်ချောင်းနိုင်တာကြောင့်ရီယယ်ကွန်းနဲ့ခန်စစ်ကြားမှာနေရာလွတ်တွေဖြစ်ခဲ့ရပါတယ်။အာဆနယ်ကမာတင်နယ်လီဆာကာတို့ဟာတောင်ပန်ဆိုနေမှာနေရာယူပြီးတော့ရီယယ်ခန်စစ်ကိုဖျန်ထုတ်ခဲ့တယ်လို့လွတ်သွားတဲ့နေရာလွတ်တွေကနေဒက်ကလန်ရိုက်စ်အော်ဒီကွာတ်နဲ့မာရီနိုတို့ကထိုးပေါက်တိုက်စစ်ဆင်ခဲ့ပါတယ်။အခုပွဲမှာဒက်ကလန်ရိုက်စ်လောက်မထင်ပေါ်ပေမဲ့အကောင်းဆုံးကစားသမားတွေကတအုပ်ဖြစ်ခဲ့တာကလူငယ်နောက်ခံကစားသမားလူဝစ်စကယ်လီပဲဖြစ်ပါတယ်။ရီယယ်တိုက်စစ်ကစားသမားရိုဒီဂိုကိုညာချမ်းမှာဘာမှမလုပ်နိုင်အောင်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့အဗာဒက်ဖူဘတ်ပုံစံနဲ့ခွဲလဲကိုဝင်ပြီးတော့ပါတီကိုကူညီပေးခဲ့ပြီးတိုက်စစ်လိုက်ပါမှုကလည်းတော်တော်လေးကျင်းတဲ့စရာကောင်းခဲ့ပါတယ်။ပထမပိုင်းကလေးကဒက်ကလန်ရိုက်စ်ရဲ့အပိုင်ကောင်းတိုက်ချက်မာတင်နယ်လီရဲ့ရှန်ထွက်လာတဲ့ဘောလုံးကိုပိတ်သွင်းမှုတွေကိုကိုတွာလက်စွမ်းပြမကာကွယ်နိုင်ခဲ့ရင်ရီယယ်တို့စောစောစီးစီးဂိုးပေးခဲ့ရဖို့ရှိပါတယ်။ပွဲချိန်စောပိုင်းမှာ KVO ရဲ့အမားတချို့ကြောင့်ရီယယ်တို့ဂိုးသွင်းခွင့်ရပေမဲ့ရှင်းလင်းပြသတဲ့ခွင့်ရမဟုတ်ခဲ့ပဲအဲဒီနောက်ပိုင်းမှာတော့ KVO ကတည်တည်ငြိမ်ငြိမ်နဲ့ကစားသွားပါတယ်။ပွဲကိုလည်းပြောင်းစားဖြစ်ခဲ့တာက58မိနစ်မှာရခဲ့တဲ့ free kick ကိုဖြစ်ပြီးဒက်ကလန်ရိုက်ဟာဒေးဗစ်ဘက်ခန်လို့ဝိုင်းဝိုင်းကန်ချက်နဲ့လှလှပပသွင်းယူခဲ့ပါတယ်။မိနစ်90မှာအာဆနယ်တို့ဒုတိယကျင်း free kick ရခဲ့ပြီးဒီတစ်ချိန်မှာလည်းဒက်ကလန်ရိုက်စ်ကဆယ်ပြားစစ်တောင်တွေကိုလှလှပပသွင်းယူခဲ့ပြန်ပါတယ်။အဲဒီနောက်9မိနစ်ကြာမှာပဲလူးဝစ်ကယ်လီချိုးပေးတာကနေမယ်ရီနိုကဘယ်ကျင်းနဲ့အလိုက်တင်ပိတ်သွင်းခဲ့တာကြောင့်အာဆနယ်တို့တတိယဂိုးရခဲ့ပါတယ်။အဲဒီမတိုင်ခင်မာတင်နယ်လီမယ်ရီနိုရဲ့ကန်ချက်2ချိန်ကိုကူတွာကာကွယ်နိုင်ခဲ့ပြီးအခုပွဲမှာကူတွာရဲ့ကာကွယ်မှုတွေသာမရှိရင်လက်ရှိချန်ပီယံကြီး6ဂိုးပြလောက်နဲ့မရှုမလားရှုံးနိုင်တဲ့အခြေအနေရှိခဲ့ပါတယ်။ Emirates မှာလိုအပ်တဲ့နိုင်ပွဲရခဲ့သလို3-0နဲ့ဂိုးပြန်ရလက်ပိုင်ဆိုင်ခဲ့တာဟာအာဆနယ်အသင်းအတွက်အတိုင်းထက်လွန်ဖြစ်ခဲ့ပြီးဆီမီဖိုင်နယ်ရောက်ဖို့ခြေတလန်းအခိုင်အမာလှမ်းနိုင်ခဲ့ပြီလို့ပြောရမှာပါ။အာဆနယ်ရဲ့တေဂန်ဘောဘရင်အသစ်ရီယယ်မက်ဒရစ်တင်ဟာပွဲစောပိုင်းကလေးကတေဂန်ဘောတွေကိုခုခံရမှာရုန်းကန်ခဲ့ရပြီးဘာကြောင့်တေဂန်ဘောတွေကိုစိုးရိမ်ခဲ့ရလဲဆိုတာကိုမြင်တွေ့ခဲ့ရပါတယ်။ဖြတ်တင်ပေးပို့မှုကရီယယ်ခန်စစ်ကိုစိတ်လှုပ်ရှားစေပြီးဆာလီဘာရဲ့ကန်ချက်ကဂိုးသွားနိုင်တဲ့အခြေအနေရှိခဲ့ပါတယ်။ရာသီစောပိုင်းတုန်းကတေဂန်ဘောတွေမှာဘာဝခန်စစ်ကစားသမားတွေစီကအမြင်ပေါ်အားသာချက်ကိုအသုံးချခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့ဒက်ကလန်ရိုက်စ်ကတခြားစီစဉ်ရှိနေခဲ့ပုံပေါ်ပါတယ်။ဒီလိုရေသွေးမျိုးရှိတဲ့ပွဲမျိုးမှာအခုလို free kick သွင်းကို2ကိုထပ်မြင်ရဖို့ဆိုတာကြုံတောင်ကြုံခဲ့ဖြစ်ပါတယ်။ဒက်ကလန်ရိုက်စ်ကပွဲပြီးမှအခုလိုအလွတ်တက်ကန်ဘောမျိုးကိုဖျက်တင်ပေးဖို့မှုပြုလုပ်စရာအကြောင်းမရှိဘူးလို့ထင်မြင်ခဲ့ပြီးတက်ကန်ဘောနီးပြဂျိုဘာကဖျက်တင်ပေးဖို့အော်နေတဲ့ကြားကစာကာကဓာတ်ရိုက်ကန်သွင်းဖို့ခံစားချက်ကောင်းရှိနေရင်ကန်လိုက်လို့အကြံပေးခဲ့တဲ့အကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။စွမ်းတလောက်တော့ကြိုးစားခဲ့တဲ့ကိုတွာကချန်ပီယံလိပြိုင်ပွဲမှာထပ်မြတ်တဲ့တိုက်စစ်တွေကိုရင်ဆိုင်နိုင်စွမ်းရှိဖို့ကဘယ်လောက်ထိအရေးပါလဲဆိုတာကိုအသိဆုံးဖြစ်ပါတယ်။ကိုတွာ2014ခုနှစ်တုန်းကအက်တလက်တီကိုမက်ဒရစ်အသင်းကို2ကြော်စလုံးမိနစ်ပိုင်းတွင်နိုင်ပွဲရအောင်ကူညီပေးခဲ့ပြီးလက်ရှိအသင်းအတွက်လည်း2ကြော်စလုံးမှာအကောင်းဆုံးပုံစံပြသဖို့လိုအပ်မယ်ဆိုတာကိုလည်းသိနေမှာဖြစ်ပါတယ်။ပထမပိုင်းမှာကြီးမားတဲ့အခွင့်အရေး2ချိန်ကာကွယ်နိုင်ခဲ့တာကကိုတွာရဲ့အကောင်းဆုံးကာကွယ်မှုမဟုတ်ခဲ့ပေမဲ့ကောင်းမွန်တဲ့ကာကွယ်မှုတော့ဖြစ်ခဲ့ပါတယ်။ဒုတိယပိုင်းမှာမရီနိုရဲ့ဂိုးသွင်းယူမှုကိုရပ်တန့်နိုင်ခဲ့တာကလည်းကောင်းမွန်ခဲ့ပြီးဒက်ကလန်ရိုက်စ်ရဲ့အဖွင့်ဂိုးမှာတော့ကိုတွာလုံးနိုင်တာကများများဆဆမရှိခဲ့တာဖြစ်ပါတယ်။ဒက်ကလန်ရိုက်ကလူတိုင်းကိုဝိုက်ကန်ပြီးဂိုးတောင်ထဲကိုကန်သွင်းသွားခဲ့တာဖြစ်ပြီးတခါတည်းရန်ကမ္ဘာအကောင်းဆုံးဂိုးသမားတွေတောင်မကာကွယ်နိုင်လောက်အောင်ကောင်းမွန်တဲ့ကန်ချက်တွေရှိတာကြောင့်ကိုတွာတယောက်ဘာမှမလုပ်နိုင်ခဲ့တာလည်းအပြစ်ဆိုစရာတော့မရှိပါဘူး။အကောင်းဆုံးပုံစံကိုချင်းကပ်လာနေတဲ့ဆာကာဘွဲကစားချိန်စောပိုင်းမှာဆာကာရဲ့မတည်သက်တဲ့ပေးပို့မှုကနေဗနီရှက်ဂျူနီယာကထိုးပေါက်ခွင့်ရသွားခဲ့တာလိုမျိုးမတည်ငြိမ်တဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်။ဒါတော့မှရီယယ်မက်ဒရစ်ကအခွင့်ကောင်းယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ဆာကာရဲ့နောက်ဆုံးချန်ပီယံလိပွဲစဉ်ကဒီဇင်ဘာလလယ်တုန်းကမိုနာကိုနဲ့ပွဲမှာဝင်ကစားပေးခဲ့တာဖြစ်တာကြောင့်အရန်ခြေစွမ်းထက်မြက်နေမှာမဟုတ်ဘူးဆိုတာကိုအားလုံးကမျှော်မှန်းထားပြီးသားဖြစ်ပြီးဒုတိယပိုင်းပြန်စားပြီး10မိနစ်မှာပဲဂိုင်နာရီသိထားခဲ့တဲ့ဆာကာကိုပြန်မြင်ခဲ့ရပါတယ်။ဆာကာကအသိငယ်ဆုံးနေရာလောက်ကနေပနတီအေရီယာတွေကိုဖျက်တင်ပေးပို့ခဲ့ပေမဲ့လည်းဗိတ်သွင်းမဲ့သူမရှိခဲ့တာဖြစ်ပါတယ်။နောက်ထပ်မိနစ်နှဲငယ်ကြာမှလည်းဆာကာကနောက်တစ်ချိန်လွတ်ထွက်ခဲ့ပြီးပေးပို့ခဲ့ပေမဲ့လည်းဗိတ်သွင်းမဲ့သူမရှိခဲ့ပြန်တာဖြစ်ပါတယ်။မယ်ရီနိုကိုရိုင်းဂိုးမသွင်းခင်ထိမယ်ရီနိုနေရာမှာအထောင်တိုက်စစ်မှုဆက်ဆက်သားဆိုရင်ပွဲသိမ်းပြီးလို့အာဆင်နယ်ပရိသတ်တွေမချိတင်ခဲ့ဖြစ်ခဲ့ကြပါတယ်။ကစားသမားဘွားစန့်ကျင်ပန်းနှစ်ဖက်ကကျဲပွဲ2ဦး
မိုင်လူးစ်ကယ်လီမွေးတဲ့အချိန်မှာလူကာမော်ဒရစ်ကစီနီယာကစားသမားဘဝအဖြစ်10ပွဲကစားပြီးဖြစ်ပြီးခရိုအေးရှားလက်ရွေးစင်အသင်းထွက်လည်းတကူသွင်းမိပါပြီ။ဒါကဒီကစားသမား2ယောက်ကကစားသမားဘဝအချိန်ဟာဘယ်လောက်ထိကွာခြားလဲဆိုတာကိုမိမောင်းထိုးပြနေတာဖြစ်ပြီးကဏ္ဍလူငယ်ကစားသမားဟာပြီးခဲ့တဲ့လတွေအတွင်းတဟုန်ထိုးတက်လာတာဖြစ်ပါတယ်။အပေါ်မဲ့ကစားချိန်မိနစ်30အတွင်းမှာလိုအစ်ကယ်လီကကွင်းထဲကတခြားကစားသမားတွေလိုပဲဘွဲထွက်ကွင်းနဲ့ထိုက်တန်နေဆိုတာပြသနိုင်ခဲ့တာဖြစ်ပြီးကြာလူဖြစ်တဲ့မော်ဒရစ်ကိုဘာမှမလုပ်နိုင်အောင်ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့်ခရိုအေးရှားကျဲပွင့်ဟာစောစောစီးစီးလူစားလဲခံခဲ့ရတဲ့အထိပါပဲ။လိုအစ်ကယ်လီဟာဂျူဘယ်လင်ဂမ်ပြီးရင်ချန်ပီယံလိကွာတာဖိုင်နယ်မှာပွဲထွက်ခွင့်ရခဲ့တဲ့အသက်16နှစ်သို့မဟုတ်16နှစ်ထက်ငယ်ရွယ်တဲ့ဒုတိယမြောက်အင်္ဂလန်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။စီမီတက်ဖို့မိကုံရန်ကိုကြမ်းရတော့မယ်ရီယဲလွန်ခဲ့တဲ့6နှစ်လောက်တုန်းကလီဗာပူးကိုချန်ပီယံလိရှုံးထွက်စစ်ဒုတိယကြော့ပွဲကိုဂိုးကွာခြားချက်3ဂိုးကိုပြောင်းပြန်လှန်မှုကြိုးစားခဲ့ရပါတယ်။ရီယယ်မက်ဒရစ်ကအရင်တုန်းကဒါမျိုးလုပ်ခဲ့ဘူးပေမဲ့ဒုတိယကြော့မှာအားလုံးအန်အားသင့်လောက်တဲ့ခြေစွမ်းမျိုးပြသဖို့လိုမှာဖြစ်ပါတယ်။ရီယယ်မက်ဒရစ်ကိုရှော့တွက်လို့မရဘူးဆိုတော့အားလုံးသိပဲဖြစ်ပြီးအရင်တုန်းကလည်းပြန်မလာနိုင်တော့ဘူးထင်တဲ့အချိန်ဒီမှာမယုံနိုင်စရာတွေလုံးပြခဲ့ပူပါတယ်။ဒီချိန်မှာသာအန်စလော်တီရဲ့အသင်းကပြန်လာနိုင်ခဲ့မယ်ဆိုရင်သမိုင်းဝင်စူးစမ်းအားထုတ်မှုဖြစ်လာမှာဖြစ်ပြီးဘာနေမျိုးမှဂန်းနာတွေဘယ်လိုရင်ဆိုင်သွားမလဲဆိုတာစိတ်ဝင်စားစရာကောင်းလာပြီဖြစ်ပါတယ်။အခုလိုမျိုးတရင်တို့တင်ဆက်မှုတွေကိုဝင်ရောက်ကြည့်ရှုအားပေးခဲ့တဲ့သူတွေအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။